ကျွန်တော် microtik bouncer ကုတ်ထုတ်ကြည့်အောင်ပေါ့နော်ကျွန်တော် mobile printer လေးနဲ့ okay ရဆိုရင်ကျွန်တော်တို့ဟိုချိတ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ software ထဲသွားမယ်ပေါ့နော် software တွားရေးဆိုတော့ router မှာကျွန်တော်တို့ချိတ်လိုက်တယ်ပေါ့နော်တော့ကျွန်တော် connect ပေါ့နော်ဆိုရင်connected ဖြစ်နေပြီနော် connected ဖြစ်ပြီအဲ့ဆိုရင် connected ဖြစ်ပြီးသွားဆိုကျွန်တော် print ထုတ်ဖို့အတွက် bouncer ဒီ printer နဲ့ချိတ်ဆက်ရမယ်ဒါကြောင့်မလို့ printer ကိုနှိပ်မယ် printer ကိုနှိပ်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော် select printer ပေါ့နော်အဲ့ဒီမှာကျွန်တော် mp2 ပေါ့နော်ဒီ mp2 ကျွန်တော် refresh လုပ်လိုက်မယ်ဒီမှာကျွန်တော် mp2 ပေါ့နော် mp2 ရွေးလိုက်မယ်ရွေးပြီးတော့အောက်ဆုံးမှာကျွန်တော် connect နှိပ်လိုက်မယ်နော် connect နှိပ်လိုက်လို့မှာအပေါ်မှာဘာဖြစ်လဲဆိုတော့ not connected အဲ့ဆိုရင်ကျွန်တော်အောက်က mp2 ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ရေကျွန်တော် connect နှိပ်ကြည့်မယ်အဲ့ဆိုရင် disconnect ဆိုတဲ့စာလုံးပြောင်းသွားတယ်အပေါ်မှာ connected ဆိုတဲ့စာလေးလည်းပြောင်းသွားတာဒါဆိုရင် print ထုတ်လို့ရပြီเนาะအဲ့တော့ကျွန်တော်ဒီဘက် dashboard ကိုကြည့်မယ် dashboard မှာကတော့ဒါလေးပဲရှိသေးတယ်ပေါ့เนาะအဲ့တော့ microtik ဘက်မှာတော့ဒါရှိရအောင်အဲ့တော့ code ထုတ်ဖို့အတွက်ဒီဘက် user ဘက်ကိုနှိပ်မယ်เนาะအဲ့ဆိုဒီမှာကျွန်တော်တို့ internet ရရှိနေရဆိုရင်ဒီမှာဒီလို UI လေးတွေမြင်ရမယ်เนาะဟုတ်ပြီအဲ့မျက်လုံးအဲ့တော့ကျွန်တော် profile နေပါစောင့်ချင်တယ်ဆိုရင်ကျွန်တော် create ဘက်ကိုသွားမယ်เนาะ create ဘက်ကိုသွားပြီးမှကျွန်တော် profile စောင့်ချင်တယ်ဆိုရင်ဒီမှာကျွန်တော်တို့create profile နှိပ်လိုက်ပါเนาะ create profile နှိပ်ပြီးတော့ကျွန်တော်တို့ဥပမာထားပါတော့9နာရီစောင့်ချင်တယ်ဆိုရင်5 hour လို့ရေးလိုက်ရေးပြီးသွားပြီဆိုရင်ကျွန်တော်9နာရီပေးချင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့5ပေါ့နော်5 hour မှာရေးလိုက် address pool မှာကကျွန်တော်တို့ usan pool ရွေးလိုက်မယ်ကျွန်တော်rate limit ရှိတယ် rate limit မှာကျွန်တော်တို့က3 map ပေးမယ်ဆို 3m မြင်းဆောင်3m ပေါ့နော်အဲ့ဒါထည့်မယ်အဲ့ဒီ data အောက်ကထည့်လဲရတယ်မထည့်လဲရတယ်ပေါ့နော် okay အဲ့ဒါပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်အောက်ဖက်မှာဒီမှာကျွန်တော်တို့ဒီဟာလေး script ဖွင့်လိုက်ပါနော် script ဖွင့်လိုက်မယ် script ဖွင့်ပြီးတော့ပြီဆိုရင်ကျွန်တော် save လုပ်လိုက်မယ်နော် save လုပ်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီ bouncer မှာပေါ့နော်5 hour ဝင်သွားပြီ5 hour ဝင်သွားပြီ okay အဲ့ဆိုကျွန်တော်အပြင်တစ်ချက်ပြန်ထွက်မယ်နော်ပြန်ပြီးရှင်းသွား okay ဒါ profile ဆောက်တာဒါကျွန်တော်ကုတ်ထုတ်ကြည့်မယ်ကုတ်ထုတ်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ဒီ create ကိုနှိပ်မယ်နှိပ်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်မှာလဲဆိုရင်ကုတ်ထုတ်မှာဆိုတော့ဘာကုတ်ထုတ်မလဲဆိုတော့5 hour မထုတ်တော့ဘူးကျွန်တော်တို့ဒီ1 hour ထုတ်မယ်1 hour ထုတ်မယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီ quantity မှာကျွန်တော်5ခုရွေးလိုက်မယ် hour time limit ကကျွန်တော်တနာရီတော့ပေးတုံးမှာဖြစ်တဲ့တနာရီပေါ့နော် data limit တွေပါတယ်မလုပ်တော့အဲ့အောက်မှာအဲ့လိုကျွန်တော်တို့ရွေးလိုက်ပြီဆိုရင်ရွေးလိုက်ပြီဆိုဒီအောက်ဘက်မှာ1 hour limit ပေါ့နော်ဒီ4တောက်ပေါက်လေးပေါ်မယ်ဗျအဲ့လိုပေါ်ရင်ရပြီနော်ပြီးရင်ဒီမှာကျွန်တော် password type က8 digit ပေါ့နော်8 digit okay အဲ့ဆိုရင်ကျွန်တော်တို့ကဒီကောင်လေးဒီလိုလေးတေးထားမယ်ဒီပြီး printer လေးဖွင့်ထားမယ်နော်ဖွင့်ထားပြီးဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီ create bouncer ကိုနှိပ်မယ်အဲ့မှာ create ရန် print ကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာ microtik router နဲ့ပေါ့နော် microtik router နဲ့ဒီမှာကျွန်တော် internet code တနာရီ code တွေထွက်လာပြီဖြစ်ပါတယ်နော်ကျွန်တော်နောက်ထပ် code တွေထပ်ထည့်ကြည့်မယ်ပေါ့နော် code တွေထပ်ထည့်ကြည့်မယ်ဆိုတော့ကျွန်တော်ဒီactive ပေါ့နော် active မှာတစ်ချက်ကြည့်အောင်နော် active မတွေ့သေးဘူး active user မတွေ့သေးဘူး use ကနော်ဒါ one day code ပေါ့နော် plus one day code one day profile login type ပေါ့နော် one day 3 gig ပေါ့နော် app time က4နာရီအသုံးပြုပြီးသားပေါ့နော်ဒါတွေကြည့်လို့ရတယ် okay ဒါ3 meter code เนาะ3 meter code တွေကြည့်လို့ရတယ်ဒါကတော့ voucher code တွေပေါ့နော် voucher code တွေဒါ print ပြီးသားဆိုရင်သူကအဲ့ဒီမှာprint ဒါမြင်ရတယ်ပေါ့နော် no use ပေါ့ okay အဲ့ဒါလေး okay အဲ့ဆိုရင်ကျွန်တော်နောက်ထပ် code ထပ်ထုတ်ကြည့်မယ်ကျွန်တော် create နှိပ်မယ် create နှိပ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်8 digit ရွေးမယ်8ကျွန်တော်ဒီမှာ8 digit ရေးမယ်เนาะ8 digit ကိုကျွန်တော်10 digit ပြောင်းလိုက်မယ်10 digit ပြောင်းပြီးမှဒီဟာကို number only ထားလိုက်မယ်เนาะ
number only ထားမယ်ပြီးရင်10 digit ပေါ့နော်10 digit ထားမယ်ထားပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီကကြာရေကျွန်တော်3နာရီထုတ်မယ်3နာရီကိုကျွန်တော်က9ကုတ်ထုတ်မယ်3နာရီဖြစ်တဲ့အတွက်3နာရီချိန်ပေးလိုက်မယ်နော်ချိန်ပေးလိုက်ဆိုတော့အောက်ဖက်မှာဒါရုပ်3 hour ဘာညာတက်ကပေါ်ဆိုကျွန်တော် create bouncer နှိပ်မယ်နှိပ်ပြီးတော့ဒီကောင်လေးကျွန်တော်လုပ်မယ်ပြီးတော့ကျွန်တော်set ပြထားမယ်နော်အဲ့ဒီမှာ set ပြထားပြီဆိုတော့ကျွန်တော်ဒီမှာ create and print ကိုနှိပ်လိုက်မယ်အဲ့ဆိုတော့ဒါမျိုးလေးထွက်လာတော့เนาะဒါမျိုးလေးထွက်လာပါတယ်ဒါကျွန်တော်ကုတ်ထုတ်တာပေါ့နော်အဲ့ဒါဆိုကျွန်တော်ဒီမှာနောက်ထပ်ထပ်ထုတ်ကြည့်မယ်ဗျာနောက်ထပ်ထပ်ထုတ်ကြည့်မယ်ဆိုတော့ကျွန်တော်နောက်ထပ်ထုတ်မယ်ဆိုတော့ကျွန်တော်ဒီ create ပေါ့နော် create မှာကျွန်တော်ဒီမှာ number only ထားမယ်ပြီးရင်ကျွန်တော်ဒီကကြာ8 digit ထားမယ်ဒီကကြာရဲ့ကျွန်တော်က1 hour limit ပြန်သွားမယ်ကျွတ်ဒီဝိုင်း5ခုထုတ်မယ်1 hour okay အဲ့ဆိုရင်ရပြီเนาะရပြီဆိုတော့ကျွန်တော်ဒီ create ပေါင်ချောင်းနှိပ်မယ်အောက်လေးပေါ်ပြီဆိုရင်create and print နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်စာရွက်ထွက်လာမယ်เนาะအဲ့ဆိုရပြီ